สวัสดีค่ะเกดีเซียมาโปรไลฟ์เปียวไรเนี่ยล่ะทีนี้เราสาเจ้าติกเลยจะเจ้าลาติงปีมาพี่ไปเราไทยสกาค่ะด้วยเอาเปลี่ยนด้วยเนาะไล่เจ้าดีกี่สากดูเนี่ยมาใส่บูโรงงานที่เนี่ยกูไทยลูกยังเดียวจะเนี่ยสวยสาเจ้าในไปคุยแม่ดีกี่สากดูเนี่ยมาใส่บูงานที่เนี่ยเลยอันนี้มาลูกเนี่ยสัทธาเราเนี่ยมาลูกก็จะเราดีกี่สากดูเนี่ยมาใส่บูสุดเลยสาเจ้าสายยี่เลยไทยลูกยังยี่ดูงานที่เนี่ยกันนี่สายยี่อะไหมโอเคนะมางานที่เนี่ยมางากะ subject ပြုလုပ်သူထိတ်ကရေးရမယ်ထင်တာက buff နောက်ထပ်ဘာမှထပ်မပါတော့အဲ့နှလုံးပဲအဲ့တော့ပထမဆုံးထိတ်ကနေฉันงากะคิดထင်တယ်ဒါဆိုဒီနှလုံးပြီးသွားပြီฉันคิดငါထင်တယ်နောက်တစ်ခုကနောက်တစ်ကြောင်းကပါလေဒီကိစ္စကသူ့နဲ့မဆိုင်ဘူးဒီကိစ္စကသူနဲ့မဆိုင်အဲ့ဒါကဘာရဲ့နောက်ကမှရေးရမှာလဲဆိုရင်လို့ဆိုတဲ့စကားလုံးပြီးမှရေးရမယ်ထိုင်းလို့ကြတော့လို့ဆိုရင်ဝါဒီနဲ့ဆက်လိုက်ဒါဆိုရင်ဒီမှာတကြောင်ဒီလိုကြီးတဲ့ကြီးနောက်ကနေစာရေးเนาะโอเคအဲ့တော့ฉันคิดว่าငါထင်တယ်အဲ့တော့နောက်စာကြောင်းတကြောင်ရဒီကိစ္စကသူနဲ့မဆိုင်ဘူးဒီကိစ္စကဆိုတာက subject ပြုလုပ်သူပထမဆုံးရေးရမယ်ဒီကိစ္စကပြီးရင်သူနဲ့လာလို့မရဘူးမဆိုင်ဘူးဆိုတော့ buff လာရမယ်ပြီးမှဖြည့်ဆွပုံသူနဲ့ဆိုတာလာမယ်ခင်ဗျာဆိုရင်ဒီကိစ္စဝါရဲ့နောက်ကနေဘယ်အစာရေးမလဲဒီကိစ္စကို riêng လို့ခေါ်တယ်ကိစ္စကို riêng ဒီကိစ္စဆိုတော့ riêng နီအဲ့တော့ရှေ့ဆုံးကရေးရကြောင်းဒီကိစ္စက riêng နီဒီကိစ္စကပြီးပါလားမလဲမဆိုင်ဘူးဆိုင်နေဆိုရင်ကီယူမဆိုင်ဘူးဆိုတော့ไม่ได้กิวဆိုလည်းရတယ်ไม่ได้กิวနောက်ပြီးမှဘသူနဲ့မဆိုင်တာလေသူနဲ့မဆိုင်တာတော့နဲ့ဆိုတာကกับသူဆိုတာကกับเขาဒါဆိုဒီကြောင်းလုံးပြန်ပြောမယ်ဆိုရင်ฉันคิดว่าเรื่องนี้ไม่ได้เกี่ยวกับเขาလွယ်လေးเนาะအဲ့တော့ဒီလိုမျိုးစာကြောင်းလေးတွေကိုစနစ်တကျတေချာလေ့လာခြင်းနဲ့ဆိုရင် video file class လေးကို join လုပ်ရပါရှိ